အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အားလုံးမင်္ဂလာပါဆိုတော့အခု FIFA ရဲ့ Club World Cup ပြိုင်ပွဲမှာကျွန်တော်သိထားတဲ့အခုရှုံးထွက်အဆင့်ပွဲစဉ်၄တွဲထွက်လာပြီ၄တွဲထွက်လာတဲ့အချိန်မှာကျွန်တော်တို့မနေ့ကတည်းကအတွဲထွက်တယ်ဘိုင်မြူနစ်ဆိုတော်တော်လေးကိုရုပ်ပေါက်တယ်သူတို့ကလည်း Chelsea နဲ့လည်းစောစီမတွေ့ချင်ဘူးဗျာ Chelsea နဲ့တွေ့ထားတဲ့စာရင်ဒီဘက်ချမ်းကိုလာလိုက်တာပိုကောင်းတယ်ဒါပေမဲ့သူတို့ဘိုင်မြူနစ်အဲ့ရွေးချယ်တာမှားတယ်ဘာကြောင့်မှားလဲဆိုတော့သူတို့ Chelsea ကိုသာသူတွေးလိုက်ရင် Paris Saint-Germain နဲ့ quarter မှာသူတို့တွေးဖို့တွေးကြမရှိဘူးဗျာဒါပေမဲ့သူတို့ကအခု Flamengo ကိုပဲတွေးချင်တဲ့အတွက်ကြောင့် Benfica နဲ့ပွဲကိုလူငယ်တွေထောက်ခံသွားပြီးတော့သူတို့ရှုံးသွားတယ်တကူကူမရှိနေဆိုတော့ Bayern က Flamengo နဲ့တွေးတဲ့အချိန်မှာဟိုဘက်က Chelsea ကဒါအခုသူတို့တက်သွားတော့ Chelsea က Benfica နဲ့တွေ့မယ်ဘာလို့ဆို Benfica က Bayern Munich ကိုတကူကူချင်းနိုင်သွားတော့ Benfica ကသူ့အုပ်စုမှာပထမဒီ Chelsea ကသူ့အုပ်စုမှာဒုတိယရတယ်ဒါ Chelsea ကနောက်ဆုံးပွဲကိုနိုင်တယ်ဒါ Enzo Fernandez ခြေစွမ်းပြပြီးတော့ဖန်တီးမှုတွေလုပ်သွားတယ်ဆိုတော့ Liam Delap လည်းသူ့အတွက်ဒါ Chelsea ကစားမဘွား debut မှာအဆစ်တစ်ချိန်လုပ်တယ်အခုဒါတကိုးသွင်းတယ်ဘာဖြစ်ဖြစ်ဂိုးသွင်းနိုင်တယ်ဆိုဘာဖြစ်ဖြစ်သူ့အတွက်လည်းခြေစွမ်းကောင်းတယ်ဒါဒီ Nicolas Jackson ပွဲပယ်ခံရတဲ့အချိန်မှာအကောင်းဆုံး response ပေါ့လေဆိုတော့ Chelsea က Benfica ကိုရွေးလိုက်တဲ့အတွက်ကြောင့် Benfica နဲ့တွေ့တဲ့အတွက်ကြောင့်Benfica နဲ့ Chelsea အနိုင်ရတဲ့အသင်းက Brazil Derby လို့ပြောရမယ် Palmeiras နဲ့ Botafogo နိုင်တဲ့အသင်းဆိုတော့ Chelsea ဟာ all the way ကို semi final တော့မဟုတ် quarter final တက်ဖို့အခြေအနေကောင်းသွားတယ် quarter final တက်ဖို့များသွားပြီ။ဘာလို့ Botafogo နဲ့ Palmeiras နိုင်တဲ့အသင်းနဲ့ Chelsea Benfica နိုင်တဲ့အသင်းတွေ့မယ်အဲ့နှစ်သင်းကနေ semi တက်မယ်ဆို Chelsea က all the way semi final ပဲဆိုတော့Enzo Maresca ကို short တော့မရဘူးเนาะ Enzo Maresca ရဲ့ကန်ဂျမာက Bayern Munich က Chelsea နဲ့မတွေ့ချင်တဲ့ပုံစံမျိုးနဲ့ရွေးချယ်လိုက်တဲ့အတွက် Chelsea ကဒီဘက်ရောက်လာတဲ့အချိန်မှာ Botafogo နဲ့ Palmeiras ကိုသူတို့နိုင်ရင်သူတို့ semi တက်မယ်ဒါပေမဲ့သူတို့ Benfica ကိုတော့ကြော်ရအောင်မယ်အတွဲအခုလောလောဆယ်၄တွဲထွက်ထားပြီ Inter Miami နဲ့ Paris Saint-Germain Botafogo နဲ့ Palmeiras Bayern Munich နဲ့ Flamengo နဲ့ Chelsea နဲ့ Benfica တွေ့မယ်သူတို့အဲ့ဒါကတစ်ဖက်ပြီးရင် Chelsea ကသူ့အုပ်စုမှာ semi final ဖြစ်နိုင်ခြေကအုပ်စု E ကအုပ်စု E ပထမအုပ်စု E ကကျွန်တော်လောလောဆယ်အနေထားရ River Plate တို့ Juventus တို့ Inter Milan တို့အုပ်စုဖြစ်တော့အရန်ကြီးမကြက်ဘူးဒါပေမဲ့အုပ်စု F ကလည်းဒါ Borussia Dortmund တို့ Flamengo ဆိုတဲ့ဒီဘယ်လိုပြောမလဲ Fluminense ဆိုတဲ့ဖြစ်တဲ့အကြောင်း Chelsea ကဘာပဲဖြစ်ဖြစ်အဲ့ဘက်ချမ်းကအမှန်တိုင်းပြောရင်တော်တော်လေးတော့မစိုးဘူးဒါပေမဲ့တစ်ခုပဲရှိတယ်သူတို့ဘက်ချမ်းမှာပါတဲ့တသင်းနဲ့တော့တသင်းကအုပ်စု G အုပ်စု G ပထမကဒါ Manchester City ဖြစ်လိမ့်မယ်Man City က Juventus နဲ့သူတို့ကြားမှာ Juventus အုပ်စုပထမရရင်တော့အတိုင်းထက်အလွန်မဟုတ်ဘူး Man City ဒီဘက်ပါလာပြီဆိုတော့နည်းနည်းတော့ကြက်သွားမယ်ဆိုတော့ Manchester ကျွန်တော်ထင်တော့ probably က Chelsea Man City semi final တွေ့နိုင်တယ် Man City သူ့လုပ်မယ်ဆိုရင် Man City Chelsea က semi final all the way ထိတက်သွားနိုင်တယ်ဒါကျွန်တော်တို့ prediction အနေထားရတွက်မှာဒီကြားထဲမှာကျွန်တော်တို့တခြားသိန်းတွေတော့ဒါ respect မရှိတာတော့မဟုတ်ဘူးဒါပေမဲ့ possibility ဖြစ်နိုင်ခြင်းဟိုဘက်ချမ်းမှာကျွန်တော်တို့ဒါ Paris Saint-Germain က Inter Miami ကို ACC ပဲ3လုံးလား4လုံးလား5လုံးလားသူတို့ပုံမှာပဲမူတည်တယ်ဆိုတော့သူတို့တက်လာပြီးရင်သူတို့က Flamengo နဲ့ Bayern Munich တွေ့မယ် Bayern Munich ပဲတက်မှာဆိုတော့ PSG Bayern Munich အနိုင်ရတဲ့အသင်းကဒါ semi တက်ပြီးတော့ဟိုဘက်ကအုပ်စုကတော့ Real Madrid ပဲအုပ်စုပထမရမယ်သူတို့ကဒီအုပ်စု F ကပထမရတဲ့အုပ်စု F ကပထမရတဲ့ Borussia Dortmund နဲ့ Fluminense ဆိုဖြစ်နိုင်ကြီးက Fluminense ဆိုတော့ဒါလက်ရှိမှာ Real Madrid နဲ့ Paris Saint-Germain တို့မို့ Real Madrid နဲ့ Paris Saint-Germain တို့မို့ Real Madrid နဲ့ Bayern Munich တွေ့မယ်ဆိုရင်ဒီဘက်က Chelsea နဲ့ Man City ဟိုဘက်က Real Madrid နဲ့ Paris Saint-Germain ဒါမှမဟုတ် Bayern Munich ဒါဆိုရင်တော့ Club World Cup ကပိုကောင်းသွားတဲ့ဒီကြားထဲမှာတော့ကျွန်တော် short ဖြစ်တာဘာတွေတော့ကျွန်တော်ထပ်ပြီးကြည့်ရမယ်ဒါပေမဲ့အခုလောလောဆယ် standing ရတော့ Bayern Munich ရဲ့ show ပွဲက Chelsea ကိုဒီဘက်ကိုပို့လိုက်တယ်အဲ့ပို့လိုက်တာမှ Botafogo Palmeiras နဲ့သူတို့တွေ့ရမယ်သူတို့ပေါ်လို့မရအောင်เนาะသူတို့ Palmeiras ကိုရှုံးထားတဲ့အတွက်ဒီသူတို့ Flamengo ကိုရှုံးထားတဲ့အတွက်သူတို့ Brazil တင်းတွေကို short တော့တွက်လို့မရဘူးဒါပေမဲ့ Chelsea ကတေးချတာအမှားယွင်းမရှိပဲကစားနိုင်ရင် all the way semi final တက်ပြီးတော့ Manchester City နဲ့2-2ကန်ပြီးတော့ Club World Cup final တက်နိုင်တယ်ဟိုဘက်ကတော့ Real Madrid က Paris Saint-Germain လား Bayern Munich လားအသင်းနဲ့တွေ့လိမ့်မယ်ဒါကတော့ကျွန်တော်တို့အခုလောလောဆယ်ဖြစ်လာတဲ့လမ်းကြောင်းအခြေအနေဖြစ်ပါတယ် Chelsea ပြိုက်တဲ့တွေဘလို့မြင်ကြလဲဘိုးဆွဲနိုင်လား Real Madrid ဘိုးဆွဲမလား PSG ဘိုးဆွဲမလား Bayern ပဲဘိုးဆွဲမလားဒါမှမဟုတ်ရှင် upset ဖြစ်နိုင်တဲ့တခြား chance ရှိသေးလားအားလုံးကျေးဇူးတင်ပါတယ်